မင်္ဂလာပါကျွန်တော်ရေးထားတဲ့ထဲကနေပြီးတော့အဖြည့်ခံဆိုတဲ့သရှင်လေးဆိုပြချင်ပါတယ်နောက်ဆုံးတည်ချင်ခဲ့လုံးသားရဲ့နေနေတာအချစ်တော်ဟုတ်ဘူးကွယ်တကယ်ဆိုရင်ကိုယ်ကရုပ်တည်တရားလုံးသုံးတော့ကန်တဲ့မင်းပြောရွှင်မို့ကိုပြောပေးပါမယ်မလာတော့ဘူးကွယ်ကိုထွက်သွားတော့မယ်ဒီတချင်တဲ့တို့လို့စက်ခဲတယ်မေသာကိုရဲ့ချင်ဒီရတဲ့ကဆိုနေမယ်ရေတွေနဲ့ကြောက်ခိုင်းနေပါလေဆောင်းခုငက်လိုပဲနောင်နာတဲ့ကိုယ်နာကြီးချင်တဲ့ရင်တော့ထွက်သွားရမြေကွယ်တကယ်ဆိုရင်ကိုကဝေယလို့မေးစီရောတဲ့ဒီဝတ်ဖို့ကိုကနေတယ်လို့မလာတော့ဘူးကွယ်ကိုထွက်သွားတော့မယ်ဒီတချင်တဲ့တို့လို့စက်ခဲတယ်မေသာကိုရဲ့ချင်ဒီရတဲ့ကဆိုနေမယ်ဒီမြေတွေနဲ့နောက်ဆက်ခဲပါနာတရီရတိုင်းလမ်းဆိုရင်ငိုမယ်